အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြော YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာလေ့လာရမှာတော့နေ့စဉ်သုံးတရုတ်စကားပြောအပိုင်း3ဖြစ်ပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်လိုင်းလာသည်去သွားသည်回来ပြန်လာသည်回去ပြန်သွားသည်回ပြန်သည်看ကြည့်သည်说ပြောသည်听နားထောင်သည်ကြောရှာဖွေသည်ကြောခေါ်သည်ခိုင်းသည်写ရေးသည်读ဖတ်သည်坐ထိုင်သည်လှုပ်သည်起ထသည်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုလည်းတီးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ